ကြိုးစားပေးလိုက်ပါဦးလာပြီအမကလေးဒူးသုံးဒူးစားမှာနော်ကဲလာပြီအေယာဝတီအေးကိုဆိုတာသူပါပဲနော်လာပြီကဲမဟာလူကျန်မဟာကြီးကျန်နေဝဲကြည့်ကိုဆိုတာလာပြီရတယ်ပါကဲလူမျိုးကြွလေးလို့နော်အဲ့ဒီမှာဒီလာဆိုလည်းအကျော်ပြန်ပြီးနော်ပြန်ခဲ့မဟာလွဲဘယ်ညာအဲ့ဒီမှာနှစ်ဆုံးအဲ့ဒီမှာနှစ်ဆုံးဝေးဗျာဟုတ်ကဲ့အဲ့ဒီမှာတော့မှခြေလိုက်ခိုက်ခွင့်နဲ့ပြီးလာဆိုလည်းကြော့တယ်လာပြီပြီးလာဆိုလည်းအဲ့ဒီမှာပြန်ပြီးမယ်လက်မလွဲတုံးမလွဲအဲ့ဒီမှာရှင်းရှင်းလင်းလင်းလေးနော်ဟုတ်ကဲ့ပါဖ
ပေးတတ်တယ်နော်ပေးတဲ့သူကလည်းပေးတတ်တယ်နော်မသိရင်တတ်လိုက်တယ်ပဲအဲ့ဒီမှာလာတယ်သင်ကိုးစီပြည့်ွက်နော်သူပဲပဲသူညာသူဘဝပေးသူညာသူညာဘဝပဲသူညာသူဘေးဘဝပဲသူညာသူညာဘဝနော်အဲ့ဒီလိုကမူပိုင်ခက်ွက်လို့ခေါ်ပါတယ်အောင်သုံးဖို့ဆိုတာသူပါပဲအဲ့ဒီမှာလက်ကုပ်ကကြဲကြဲလေးနဲ့ညှောက်ထားပေးလိုက်ပါဗျာဘယ်လိုလဲအားတော့အဲ့ဒီပတ်သူအဲ့ဒီလာဆိုမဟာသူဘာကလည်းပြင်လည်းဖြစ်တော့ရှင်းပါနော်အဲ့ဒီကတက်လာပဲဒီကလက်ဆောင်လေးတွေပြေလို့တော့ရောက်နေတဲ့ခြေကလာလေးမှာအဲ့ဒီမှာတော့ဒီကအမနဲ့ဝက်ရှက်ရနေတဲ့အမလေးနည်းနည်းတွန်းလိုက်ပါလားသားရဲ့ကိုကြီးစီရတော့မန္တလာကျော်တေးကလည်းရစ်ချင်ကြီးရောက်မှာပဲလာနေပါရင်ကြိုးစားပြီးဟောဒီလိုတော့ဒီစလိုင်းရတော့မမေးတဲ့ခြီကားလိုက်ရဲ့ကွန်ထရိုးတွေညကောင်းနေတဲ့ခါကျတော့စားရနေစီရတော့နော်အဲ့ဒီလောက်တော့ဖြစ်ပါရဲ့တော့ဒီနော်ကြောက်ဟေးအမေလည်းရအောင်နေတော့လေအဲ့ဒါပြီးတာဆိုရဲအမှားတွေနဲ့သုံးွယ်နဲ့လွတ်မဟာလက်ခုပ်ကလေးအောင်နော်ဟုတ်ကဲ့ဒီဘရောတတိမထားဘူးအိတ်ကိုရေဒီဘရောဒီဘယ်ညာတော့ဒီဘရောဒီလာဆိုကြော့ဒီလာဆိုဘယ်ညာလဲအဲ့ဒီမှာနေခွက်ကိုကြည့်နော်ရှင်းလုံးတက်သွားတာကိုရင်မကြည့်နဲ့အောင်ဆုံးမို့ရဲ့နေခွက်တွေကိုဒီခက်ခွက်ရဲ့နေခွက်ကိုဆွတ်မှာပါလေအဲ့ဒါဖီလာဆိုရဲဘယ်ညာနေခွက်ကိုကြည့်အဲ့ဒီမှာလက်စစ်ကြော့နော်အာကြီးနှလုံးသွင်းသင်ဟာကြီးလားဟာသွားလေဒီတော့ဘယ်ညာတော့ဟာပဲအားရပါရဲ့စစ်လွတ်မှာလာတော့ဆိုရဲဒီလာဆိုရဲဒါပဲလူပေးထားလိုက်အဲ့တော့ဆရာကြီးနှလုံးသွင်းအဲ့ဒီမှာမဟာချီရနှလုံးသွင်းဟာရှင်းလာပြီလားတော့လေးတွေတော့အဲ့ဒီကလေးကြောက်တဲ့ကလေးကလေးကြီးကတော့ဒင်းတယ်ဒါနော်နေဘယ်တော့နေပါချီလို့ကောင်းပါလေကွအဲ့ဒါဆိုကြီးဒုနာပြီးပါဦးကျွန်တော်တို့စုတော်မူကြီးနော်လာရောက်ပြီးတော့ချင်းပြင်းနေတယ်ဆိုရင်ပြန်ကြားရထားတာကိုဆက်သွယ်ပြီးတော့နော်ကျွန်တော်ညီတော်မောင်ဖူးဝေးရှင်းပညာကိုဂုဏ်ပြုသောအဖြစ်နောက်ဆုတော်မူချင်းမြင့်တဲ့ပုဂ္ဂိုလ်များကျွန်တော်တို့ပြန်ကြားရဌာနမှာချိန်များအခမဲ့လာယူပါနော်ချိန်များကိုအခမဲ့ပေးပါတယ်နော်ပေးမယ်ဒီလာဆိုတော့လေအဲ့ဒီသုံးလုံးညာဒီလာဆိုရဲခေါ်ရတယ်အဲ့ဒါဘာလို့နှလုံးသွင်းသတိရ
လေးလေနော်အဲ့ဒီမှာကြည့်ထားချင်းလုံးရဲ့ဝင်လဲတဲ့နေခွက်ကိုဘယ်လိုယူသွားလဲခက်ခွက်ချီသားကိုဘယ်လိုခက်ကလေးနော်မြန်မာပြည်ရဲ့နော်အပေါင်းတို့နော်ချင်းမသားတွေထဲမှာကျွန်တော်ညီတော်ပေါင်းအောင်ဆုံးဖို့ချင်းသမားတွေကတော့ချင်းစလုံးလေးနဲ့ဂူးလူကြီးခေါ်ကြနော်ချင်းလုံးနဲ့ပတ်သက်လာရင်အမတန်တန်ဖိုးထားတယ်လေးစားတယ်အဲ့ဒီမှာပြန်လာမယ်နော်ဒီကနေ့ဘယ်မှာလဲအဲ့ဒီမှာတော့ဆက်ကြည့်ရနော်ဒါပဲတစ်ခါတလေတော့ဖမ်းမှာပေါ့မောင်ဝင်မတင်တာတွေလုပ်ခဲ့မတင်တာတွေလုပ်ခဲ့ဟေးချင်းမပုဂ္ဂိုလ်ရှိခဲ့နော်ဒီစီမီပြီးလို့ရပါပြီကဲအဲ့မှာပေးတဲ့ဒီအဲ့မှာတော့တောင်းဆိုမှုရေပုံငယ်တွေခက်ခွက်ကလေးတွေနဲ့ပြစ်တာလက်ဆောင်လေးတွေဟိအမလေးဒရီတာဟောပိန်တော့လုံးချလိုက်တယ်မကျင်တဲ့ချက်တွေများနေတယ်Don't feel you fine. I don't feel it. Watch ya. Yeah, baby. Hey, yes, remember how you fine. This is DJ.
ကဲကြီးလေးအားလဲလာတယ်ခင်လဲခင်တယ်နော်နောက်ဆုံး9မိနစ်ကပြီးတယ်နော်မြစ်တန်လက်ဆောင်လေးပြီးခဲ့လိုက်ပါကြီးလေးလာပြီပတ်စံပဲညာအဒီမှာမချပေါ့ပတ်စံနော်ယူစအဲ့ဒါပေါ့အဲ့ဒါမဟာလေနော်အောင်စိုးမှုဆိုတာသူပါပဲအပြောမဟုတ်အလုပ်နဲ့ပတ်ပြီးပြတယ်ဒါလေးအခြေခံအထီးချုပ်တဲ့ပိုင်နိုင်ကျွမ်းကျင်မှုချင်းကြီးရဲ့မှာရှင်းတဲ့တက်တော့နော်အဲ့ဒီမှာလည်းရင်းစီရဲ့ရောသမကဏ္ဍလေးတွေအဲ့ဒီမှာဆိုရင်ကြီးအဲ့ဒီမှာသောက်ဆိုလို့ကြီးသောက်ဆိုလို့ကြီးအဲ့ဒီမှာသောက်ဆိုလို့ကြီးကိုဝင်ရမယ်ပေါ့ပေါ့ကဲနောက်ပြန်ရှိတယ်လက်ချအခြေလေး9မိနစ်ပေါ့ကဲကြိုးစားလို့ခက်ကြောင်ပြရတော့ကျန်လာမယ်ဒီလာဆိုတော့ကြောက်လက်ပြတာဘွာအဲ့ဒီတော့ဒီမဲ့တော့ဝါရှက်ရဒါပြေးကြည့်နော်အပြေးမယ်ကဲမှမလို့ပဲရအေးအတာဘူးပြောတာလေဘယ်တော့လေဘယ်တော့တက်တယ်ဒီလာဆိုတော့ကြောက်တယ်ဒီလာဆိုတော့ဘယ်ညာတိုင်းတမင်လေးပြန်ဘနောက်ဖွက်တင်နေပြီတော့ကဲဒီနေ့နောက်ဆုံးတော့အချိန်ခန်းကဏ္ဍလေးကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ဒီကလက်ဆောင်ပြီးမဲ့ချင်းပေါက်ကလေးတွေပတ်သက်ရှိရတယ်အောင်အဲ့ဒီမိုင်းအဲ့ဒီမှာပြပြီးတော့အဲ့ဒီမှာပြပြီးခတ်မယ်တက်လာမယ်ဘယ်မှာခြေပြပိုင်းကတော့ဟာအဲ့ဒီမှာဘယ်မှာခြေပြအလုံးပဲအလုံးတော်ဒီကိုတင်မဖေးဖေးဒါမှပြန်လာမယ်ချစ်လို့ရာလို့ခဲတယ်ဒါဆိုတော့ကြောက်ဒါမဲ့လည်းပြန်တော့အားရလို့နော်ကောင်းလို့ရလေးကိုတွေ့တယ်အကိုကြီးမခိုင်ဘူးနော်အကိုကြီးလုံးဝမခိုင်ဘူးပေးတဲ့တွေကခိုင်တာပဲရှိတယ်နော်ဆိုတာဟာအောင်ဆိုးမှုရဲ့အတန်းလုံးအားလုံးပြောရပါတယ်ဒါပေမဲ့မတောင်းဆိုပါဘူးတော့မတောင်းဆိုဘဲညာမခက်ခိုင်းဘူးတော့မန္တလာမဟာလွယ်ရင်းွယ်ဝိုက်ပန်းလို့ဆိုတော့ပြီတော့ကြီးလေနော်တော့ပေးတဲ့ကလည်းသဘောကျမှတင်တယ်သဘောကျရင်လက်ခုပ်တန်လေးဗျာနော်မန္တလာရင်းွယ်ဝိုက်ပန်းနော်ဘဲညာမခိုင်းဘူးလို့ပြောပါလေမတတ်ပါဘူးကိုကြီးလေးပြန်မှန်းသိတယ်နော်မခိုင်းပါဘူးမခိုင်းရပါဘူးအဲ့တော့မန္တလာမဟာလွယ်ရစ်တွေဝိုက်ပန်းတွေလေးကိုကျန်တဲ့9ယောက်ကဘသူလက်နဲ့ဖမ်းမလဲအဲ့ဒါပဲကြည့်မယ်နော်မရမချင်းတော့ခိုင်းပါပါဒိုင်လူကြီးတယောက်နေနဲ့ကဲဟုတ်ပြီနော်ရတယ်ပြပြရတယ်
ဟုတ်ပြီမန္တလာမဟာနွေရင့်နွေဝိုက်ပန်းနွယ်ဆိုကျန်တဲ့9ယောက်တည်းကတယောက်ဖမ်းလိုက်အဲ့ဒါဆိုတောင်းဝကြည့်ပြီနော်မရရင်တော့တညာလုံးခက်ကပါလိမ့်မယ်ကဲညီလေးမိုးတယ်နော်မိုးတယ်ပန်းတယ်လို့သဘောမှမထားနဲ့တို့ချင်းလုံးပညာရှင်တွေဆိုတာဒီလိုပဲပရိသတ်ကတောင်းဆိုလာရင်အဲ့ဒီမှာလာပြီးဟေးအမမီဘူးနော်ပိတ်တယ်မမီသေးပါဘူးခင်ဗျာမိလိုက်လားဟိုပရိသတ်ကကျင်းတယ်လားမိလိုက်ပါမတင်လက်ပါဘူးလေညီလေးနော်အကိုကြီးကတော့လက်ခံနေပရိသတ်တွေကလုံးဝလက်ခံပြတစ်ချိန်လောက်ထပ်ကြိုးသွားပြီးလိုက်ပါကျန်တဲ့9ယောက်သူသေးကြဖမ်းပါနော်တေချာဖမ်းပါဟုတ်ပြီအငါမခိုင်းဘူးနော်ဒီပရိသတ်တွေခိုင်းတာညီလေးလက်နဲ့မဖမ်းတဲ့သူကတော့တီတီဘောပေါ့မင်းတို့လက်ဖိမတော့အောင်ပါကဲအဲ့ဒီမှာမန္တလာမဟာနွေရင့်နွေတန်လာပြီဟေးတန်ဟေးပေးတဲ့လက်ခုပ်တန်လူတွေနည်းနည်းလေးအားပေးလိုက်ပါဗျာတော့ကျွန်တော်ညီလေးကိုကဲအောင်နေအောင်လာပြီမြစ်တာလက်ဆောင်လေးတွေဒီဘယ်ညာအာဒီလို့ကဲဘာပဲလို့ပြောမိသားစုတွေနော်ကျွန်တော်ညီလေးအေယာဝတီကိုလာဖို့အများကြီးအချိန်ကြီးပေးထားတာအကြောင်းမျိုးကြောင့်မလာဖြစ်ဘူးနော်ယနေ့ရောက်လာပြီပေးတဲ့ဒီဘဝထင်အောင်ဆုံးမှုဆိုတာကိုအာဒီလိုပြည့်မြင်ခွင့်နော်ကြည့်ရှုခွင့်ရပါတယ်ကဲဟုတ်ပြီ1 2 3ဟုတ်ပြီကျေးဇူးတင်ပါတယ်အားလုံးနော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလေး project ဒီများနေတဲ့အတွက်ပြင်မယ်နဲ့ဒူးတွေနာတွေဒါကြောင့်ကျွန်တော်လုံးဝမခိုင်းပါဘူးကိုတီယုံကြီးခိုင်းတာပါကဲနောက်ပိုင်းမှာဘယ်သူတွေဘလို့ဆက်လက်ခက်ခသားကြအောင်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ညီငယ်နော်အောင်စုံဖို့မန္တလေးရွှေတို့လိုကြီးကပြီးနော်အခုတကပန်းတနော်ပသိမ်ညောင်းမြမဟုတ်ဘူးထောက်လျှောက်ချင်းလုံးပညာတိုးတက်